တစ်ချိန်လုံးက OpenAI ဟာကျွန်တော်တို့လူသားမျိုးနွယ်ကိုအနာဂတ်စီဥဆောင်သွားမယ်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ဉာဏ်ရည်ထက်မြက်မှုကိုဖော်ဆောင်ပေးမဲ့အမျက်အစွန်းမယူတဲ့အဖွဲ့အစည်းအဖြစ်ကဘာနဲ့မျှဝေမယ်လို့ပြောခဲ့ပေမဲ့အခုတော့အရာရာဟာမှားယွင်းစပြုနေပါပြီ။မိတ်ဆွေတို့အနေနဲ့ဒီကုမ္ပဏီရဲ့အခြေအနေဘလောက်တောင်ပြောင်းလဲသွားပြီလဲဆိုတာသတိထားမိမှာပါ။ OpenAI ကသူတို့ရဲ့ထုတ်ကုန်တွေကိုလည်းတစ်ခုပြီးတစ်ခုရပ်ဆိုင်နေပါတယ်။ဥပမာ App Store မှာ number 1ဖြစ်ခဲ့တဲ့ Sora ကိုရပ်လိုက်တာမျိုးပါမယ်။ဒါဟာသူတို့ရဲ့ကိုယ်ပိုင်ထုတ်ကုန်တွေကိုတောင်ဆက်ပြီးထိမ့်သိမ်းထားနိုင်ခြင်းမရှိဘူးဆိုတာပြသနေတာပါ။ Sora ဟာသူ့ရဲ့တက်တန်းတစ်လျှောက်လုံးဒေါ်လာ2,000 ပဲရှာနိုင်ခဲ့ပြီးတစ်နေ့ကိုဒေါ်လာ350နီးပါးကုန်ကျခဲ့ပါတယ်။ ကုမ္ပဏီကအခုဆိုရင် Meta, Google လိုပဲလူအများက stock share ထုတ်ရောင်းဖို့စီစဉ်နေပါတယ်။စုစုပေါင်းဒေါ်လာ122ဘီလီယံအထိယင်းနှီးမြှုပ်နှံမှုတွေရရှိထားပေမဲ့ဒီနှုန်းအကိုင်းငွေတွေစက်တိုက်သုံးစွဲနေမယ်ဆိုရင်18လပဲခံပါလိမ့်မယ်။ဒါအပြင်သူတို့ဟာနီးပညာကွန်ရက်ကြီးတစ်ခုကိုဒေါ်လာတန်း100ကျော်နဲ့ဝယ်ယူခဲ့ပြီး RAM ဈေးနှုန်းတွေကိုလည်းရာခိုင်နှုန်း9%ထိတက်စေခဲ့ပါတယ်။ 2026ခုနှစ်အစောပိုင်းမှာ OpenAI ဟာလူသေဆုံးမှုနဲ့ပတ်သက်တဲ့အမှုပေါင်း10ခုနဲ့ရင်ဆိုင်နေရပါတယ်။ချက်ပေါ်ကြောင့်လူသတ်မှုဖြစ်ခဲ့တာတွေအော့မန်ရဲ့ညီမကသူ့ကိုငယ်စဉ်ကနေကအနိုင်ကျင့်ခဲ့တယ်လို့ဆွဲပြီးတရားစွဲထားတာတွေလည်းရှိပါတယ်။ကုမ္ပဏီအတွင်းမှာလည်းဝန်ထမ်းတွေဟာတင်းကျပ်တဲ့ NDA တွေအောက်မှာရှိနေပြီးအစုရှယ်ရတဲ့မဆုံးရှုံးရအောင်ပါစပ်ပိတ်နေကြရပါတယ်။ဒီအခြေအနေတွေကဘယ်သူမှစိတ်ချလုံခြုံမှုမပေးOpenAI မှာ4နှစ်နီးပါးအလုပ်လုပ်ခဲ့တဲ့ Sutkiva ဘာလာကြီးရဲ့ထူးဆန်းတဲ့တည်ဆုံမှုကလည်းကုမ္ပဏီကိုဝေဖန်မှုတွေပိုများစေခဲ့ပါတယ်။သူဟာကုမ္ပဏီကိုပြန်ထွက်လာပြီးမူပိုင်ခွင့်ဆိုင်ရာအမှုတွေမှာတက်သေးဖြစ်ပါဝင်မယ်လို့ကြေညာပြီးတစ်လအကြာမှာတည်ဆုံနေတာကိုတွေ့ခဲ့ရတာပါ။သူ့ရဲ့မိခင်ကတားကိုတပ်ဖြတ်တာလို့ဆွဆွဲပေမဲ့တရားဝင်အဖြေကကိုတက်သေးမှုပါပဲ။ဒီကိစ္စနဲ့ပတ်သက်ပြီးတဲလွန်စားတွေပျောက်ဆုံးနေတာကြောင့်တော်တော်လေးကိုစဉ်းစားစရာဖြစ်နေပါတယ်။တချိန်က OpenAI ရဲ့မူဝါဒမှာစစ်ဘက်ဆိုင်ရာအသုံးမှုကိုတားမြစ်ထားခဲ့မှုပါတယ်။ဒါပေမဲ့2024ခုနှစ်ဇန်နဝါရီလမှာတော့အဲ့ဒီမူဝါဒကိုတိတ်ဆိတ်ဖျက်ပစ်ခဲ့ပါတယ်။ပြီးတော့ Anthropic လိုကုမ္ပဏီမျိုးကစစ်ဘက်နဲ့မပူးပေါင်းပဲညှင်းဆန်ခဲ့တာကြောင့် Pentagon ကပိတ်ပင်ခဲ့တဲ့အချိန်မှာ OpenAI ကတော့၎င်းတို့နဲ့ပူးပေါင်းဖို့လက်ခံခဲ့ပါတယ်။ဒီကိစ္စကလူအများရဲ့စိတ်ထဲမှာကုမ္ပဏီအပေါ်ယုံကြည်မှုတွေကိုလွှတ်ချစေခဲ့ပါတယ်။ကုမ္ပဏီအတွင်းမှာလည်း Ilya Sutskever လိုထိပ်တန်းသိပ္ပံပညာရှင်တွေနဲ့ဘေးကင်းရဲ့ဖွဲ့တွေထွက်ခွာသွားတာကိုတွေ့ရပါတယ်။ Sam Altman ဟာလိမ်ညာမှုပုံစံများစွာရှိတယ်လို့ The New Yorker ကဆွဆွဲခဲ့ပါတယ်။လွှတ်တော်မှာသူဟာ OpenAI မှာအရှုရာမရှိဘူးလို့ပြောခဲ့ပေမဲ့ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့စူပါကားတွေကိုမောင်းနေတဲ့ပုံတွေထွက်ပေါ်လာခဲ့ပါတယ်။ OpenAI ရည်ရွယ်ချက်ကဉာဏ်ရည်ထက်မြက်မှုကိုလက်စစ်တာဟာရေတန့်လိုမျိုးအသုံးဆောင်ပစ္စည်းတစ်ခုလိုရောင်းချဖို့ပါပဲ။ကုမ္ပဏီဟာဒေါ်လာ1 trillion အန်ဖိုးနဲ့ IPO လုပ်ဖို့စီစဉ်နေပါတယ်။ဒါဟာသူတို့ရဲ့လက်ရှိဝင်ငွေထက်အစား40လောက်ပိုများနေပြီးအများဆုံးလည်းမရှိသေးပါဘူး။2025ခုနှစ်မှာဒေါ်လာ8ဘီလီယံထိအရှုံးပေါ်ခဲ့ပြီး2029သို့မဟုတ်2030မှာအများဆုံးရဖို့မျှော်မှန်းထားပါတယ်။ဒီ IPO ကိစ္စဟာကျွန်တော်တို့နဲ့ဘာမှမဆိုင်ဘူးလို့မိတ်ဆွေတို့ထင်ကောင်းထင်ပါလိမ့်မယ်။ဒါပေမဲ့ S&P 500 Index က OpenAI ကိုလျင်မြန်စွာပါဝင်ခွင့်ပေးဖို့စီးမြင်နေပြောင်းလဲနေပါတယ်။ဒါကြောင့်အနာဂတ်မှာမိတ်ဆွေတို့ရဲ့ပင်စင်ရန်ပုံငွေတွေစုဆောင်းငွေတွေဟာ OpenAI လိုအကျိုးအမြတ်မရှိသေးတဲ့ကုမ္ပဏီတွေရဲ့ stock share တွေကိုအလိုအလျောက်ဝယ်ယူနေရမယ်အခြေအနေဖြစ်လာနိုင်ပါတယ်။ OpenAI ဟာငွေကြေးတွေအများကြီးသုံးပြီးလူတိုင်းကိုသူတို့ရဲ့နည်းပညာပေါ်မှာမှီခိုလာအောင်ဖန်တီးနေပါတယ်။အရင်ကလူသားမျိုးနွယ်အားလုံးအတွက်အကျိုးရှိစေရမယ်လို့ရည်မှန်းချက်ထားခဲ့ပေမဲ့အခုတော့ဘေးကင်းရေးကတိကဝတ်တွေကိုဖျက်သိမ်းပြီးအဖွဲ့တွေကိုဖျက်သိမ်းနေပါပြီ။ဒါကြောင့်ဒီကုမ္ပဏီကိုဆက်ပြီးယုံကြည်နေမယ့်အစားသူတို့လှုပ်ဆောင်နေတာတွေကိုဂရုတစိုက်စောင့်ကြည့်ဖို့အရေးကြီးပါတယ်။